မင်္ဂလာပါရှင်မေလ29ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနှစ်နိုင်ငံစလုံးကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်မေလ29ရက်နေ့နေ့လယ်အထိရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြားပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစစ်စိနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းကရင်နီကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်နီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေးရှားရနေရတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။မြဝကျမောမော်တမခွေမွန်တနင်္သာရီကံဝရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေပြင်းတွေကြားရောက်ပြီးလိုင်းအသင့်အတင်ကနေလိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာထနိုင်ကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်ရမြင့်က9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။ကျမြမပင်လယ်ပြင်မှာတော့လှိုင်အသင့်အနေရှိမှဖြစ်ပြီးလှိုင်ရမြင့်ကရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။နောက်2ရက်အတွင်းအနောက်တောင်မုတ်တုံလေကမြန်မာနိုင်ငံအလဲပိုင်းဒေသတွေကိုဝင်ရောက်နိုင်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နိုင်တဲ့လေဝဲစနစ်ရဲ့နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ဇွန်လပထမပတ်အတွင်းမှာလေဝဲစနစ်ရဲ့လက်တံတွေကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာအထူးသဖြင့်အေရဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်မှာမိုးတိမ်တောင်တွေရွေလျားဝင်ရောက်နိုင်တာကြောင့်ကံဝရတလျှောက်မိုးအောင်ပိုကောင်းနိုင်တာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးသက်လေပြင်းကျတာနဲ့လှိုင်းကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။အဆိုပါလေဝဲစနစ်ဟာမုန်တိုင်းဖြစ်နိုင်ခြေလည်းရှိလာနိုင်ပြီးရခိုင်ကံဝရနဲ့မြဝကျမော်ဘက်ကိုဦးတိရွေလျားလာနိုင်ခြေရှိနေတာကြောင့်လာမယ့်48နာရီအတွင်းမှာအနိကဆက်လက်ဆောင်ကြည့်ဖို့လိုအပ်တဲ့အနေအထားဖြစ်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံဘက်ကမိုးလေဝသအခြေအနေကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာအနောက်တောင်မော်တုံလေဟာအတမန်ပင်လယ်နဲ့ထိုင်းနိုင်ငံထပ်ပိုင်းမှာအားအသင့်အင့်တိုက်ခတ်နေတာကြောင့်ထိုင်းနိုင်ငံတဝက်မှာမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့နေဘက်တွေမှာလည်းအပူချိန်ဆက်လက်ပြင်းထန်နေအောင်မှာဖြစ်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။မေလ29ရက်နေ့ညနေ6နာရီအချိန်ထိအလဲပိုင်းဒေသနဲ့ဘန်ကောက်တို့မှာအပူချိန်အမြင့်ဆုံးဖြစ်ပြီးအမြင့်ဆုံးအပူချိန်38ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ကဘန်ကောက်မြို့မှာတော့နေ့လယ်ပိုင်းကနေညနေပိုင်းအတွင်းနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အရှေ့မြောက်ပိုင်းဒေသတွေမှာလည်းအမြင့်ဆုံးအပူချိန်36ဒီဂရီစင်တီဂရိတ်ကနေ38ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပြီးလွိုင်းနောင်ခိုင်ဘွန်ကန်နဲ့ကိုရက်ခရိုင်တို့မှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။မြောက်ပိုင်းဒေသမှာတော့အမြင့်ဆုံးအပူချိန်34ဒီဂရီစင်တီဂရိတ်ကနေ36ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပြီးမဲဟောင်ဆောင်ချင်းမိုင်လန်ဖွန်နန်းနဲ့တက်အပါအဝင်ခရိုင်11ခုမှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။တောင်ပိုင်းကအနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာတော့နေပူပေမဲ့မိုးအရှိန်အပြင်းထန်ဆုံးဖြစ်နိုင်ပြီးရနောင်းဖန်ကားနဲ့ဖူးခက်ခရိုင်တွေမှာနေရာအနှံ့အပြားမိုးကြီးနိုင်ပါတယ်။အထူးသဖြင့်လာမယ့်မေလ28ရက်နေ့ကနေ31ရက်နေ့အတွင်းမှာအနောက်တောင်မုတ်တုံလေကအရှိန်အဟုန်နဲ့ပုံမအားကောင်းလာမှဖြစ်တာကြောင့်ထိုင်းနိုင်ငံတဝန်းလုံးမှာမိုးပုံမသဲထန်လာနိုင်မှာဖြစ်တယ်လို့အရှေ့ပိုင်းနဲ့တောင်ပိုင်းကအနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာမိုးအင်မတန်သဲထန်နိုင်တဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်မြန်မာနဲ့ထိုင်းနိုင်ငံစလုံးမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ရာသီဥတုအကူအပြောင်းမှာကျန်းမာရေးဂရုစိုက်ကြဖို့နဲ့မိုးသက်လေပြင်းကျနေစဉ်မှာတစ်ပင်ကြီးတွေခိုင်ခံမှုမရှိတဲ့ဆိုင်းမုတ်တွေအနားမှာမနေကြဖို့အထူးသတိပေးတိုက်တွန်းလိုပါတယ်ရှင်။